ဘာသာမျက်မှန်ဒေါသထံ၍ဘေးရန်အပြင်းတန်ချေခြင်းနှင့်ကြိုးကွင်းဗန္ဒတွေ့လာကမူမောရတုတ်ပင်ပရိတ်ဝင်ကိုကြည်လင်ယိုကျိုးရှိခိုးပြုလျက်နေထွက်နေဝင်ရွတ်တုံစင်လောလို့ဆိုတဲ့အတိုင်းအချုပ်အနှောင်ဘေးမှကင်းဝေးစေရန်မောရတုတ်တံကိုရွတ်ပတ်ပူဇော်ပါမယ်။ဩရိတံမောရိတံပါရိနိဗ္ဗတံမောရယောနိယံယေနတံဝိတာရခမဟာတတံဝနေစရာစိရတံဝါယမန္တာပိနေဝသက္ခိတုဂဏိတောဗျမမန္တံတိအခါတံပရိတံဓမ္မနာမဟေဥဒေတယံသကုမဧကရာဇာဟရိတဝောနောပတဝိပပါသောတန္တနမတံမိဟရိတဝောနံပတဝိပပါတံတယေဇာဂௌတဝိဟရေမုဒီဝတံယေဗျမနာဝရကုတပ္ပဓမ္မေဒေမေနမောတေဇမံပါလယံတောနမတုဗုဒ္ဓနာနမတုဘောရိယနမောဝိမု ddha နာနမောဝိမု ddhi ယဣမံသောပရိတံကတဝါမောရောစရတိဧတနာအဘေတယံသကုမာဧကရာဇံဟရိတဝောနောပတဝိပပါသောတန္တနမတံမိဟရိတဝောနံပတဝိပပါတံတယေဇာဂௌတဝိဟရေမုရတ္တေယေဗျမနာဝရကုတပ္ပဓမ္မေဒေမေနမောတေဇမံပါလယံတောနမတုဗုဒ္ဓနာနမတုဘောရိယနမောဝိမု ddha နာနမောဝိမု ddhi ယဣမံသောပရိတံကတဝါမောရောဝါသမကပယိမောရတုတ်တံဟောရခတုမောရတုတ်တံမောရတုတ်ပိတေသနာတော်မြတ်တိဟောတုံမကံပယိတယစိတ်ဓာကြည်ပြုနာယူချာညာတံမျိုးကောင်းသားမျိုးကောင်းသမီးတို့ဟာရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍အချုပ်အနှောင်များစွာဘေးကင်းကွာကောင်းစွာမသွေးဆောင်းလျှောက်တော်မူပါစေတည်း